Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျမမျှဝေပေးချင်တာကတော့မိတ်ဆွေတို့ကိုဘုဒ္ဓတအနေနဲ့ဘုရားရှင်လက်ထက်တုန်းကရန်ကိုနှာမင်ကြိုကြားခဲ့တဲ့သမတော်ဇီဝကရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။သမတော်ဇီဝကဆိုလို့ရှိရင်သူကငယ်စဉ်ကတည်းကစွန့်ပစ်ခံရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။သူကအဲ့ဒီပေါ့နော်ဘုရားမင်းသားတို့ရဲ့တရေဥယျာဉ်တစ်ခုမှာသူ့အမေကနေပြီးတော့ပြစ်ဒဏ်စာပေါ့နော်သူ့အမေကပြစ်ဒဏ်စာသူ့အမေကကျလို့ရှိရင်ယောက်ျားလေးမွေးတာဖြစ်တဲ့အတွက်ကြောင့်သူတို့အတွက်အဆင်မပြေတဲ့အတွက်ကြောင့်ကလေးကိုဘုရားမင်းသားတို့ရဲ့ဥယျာဉ်ခြံတစ်ခုမှာလာစွန့်ပစ်တာပေါ့နော်အဲ့ချိန်မှာကလေးကကြီးကားနေကနေပြီးတော့ဝိုင်းဝန်းချာချင်နေအဲ့လိုမျိုးဝိုင်းဝန်းနေချိန်မှာကံကောင်းချင်တော့ဘုရားမင်းသားကတိုးကစားထွက်လာတာပေါ့နော်ကစားထွက်လာတော့တိုးကစားထွက်လာတဲ့အချိန်မှာကလေးငယ်ကိုတွေ့သွားတယ်ပေါ့နော်တွေ့သွားတော့ဘုရားမင်းသားကမေးလိုက်တာပေါ့အော်အသက်ရှိသေးလားကလေးကလို့မေးလိုက်တော့ရှိပါသေးရဲ့ဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့နန်းတော်ထဲကိုပို့လိုက်ပေါ့နော်သူ့ရဲ့အိမ်ကိုပို့လိုက်လို့ပြောတယ်အဲ့ဒါလေးကိုအကြောင်းပြုပြီးတော့ဇီဝကားဆိုတဲ့နာမည်လေးကိုတွင်စေခဲ့တာပေါ့နော်ကဲအဲ့မှာဇီဝကလေးကသူ့ရဲ့မိခင်စွန့်ပစ်ခြင်းကိုခံရပြီးတော့ကံမကောင်းတဲ့အနေအထားကနေပြီးတော့ခုမင်းသားနဲ့တွေ့တော့သူကံကောင်းတဲ့အခြေအနေတစ်ခုကိုရောက်သွားပါတယ်။အဲဒါကြောင့်မို့လူတွေရဲ့ကံဆိုတာကတော့မမြင်ရဘူးပေါ့နော်။မွေးဖွားတဲ့အချိန်မှာကံမကောင်းပေမဲ့လည်းသူ့ကိုကယ်တင်ပေးမဲ့လူနဲ့တွေ့သွားတော့သူ့ဘဝတစ်ချောင်းလုံးအဲ့ဒီကနေပြီးတော့စတာပေါ့နော်။ကောင်းဖို့ကလည်းစလာတာပေါ့။အဲ့ချိန်မှာ9 10နှစ်9နှစ်အရွယ်ရောက်တော့ဆော့တဲ့ကလေးချင်းချင်းဆော့ကြတာပေါ့နော်ကစားကြတာပေါ့အဲ့အချိန်မှာကစားတဲ့အချိန်မှာရိုက်ကလေးချင်းချင်းဆိုတာရန်ဖြစ်တယ်ဘာဖြစ်တယ်အဲ့ဒါလေးရှိတာကိုအဲ့အချိန်မှာတခြားဇီဝကကြတော့ရန်ကို fresh ဖြစ်တာပေါ့နော်အုံနောက်လေးကောင်းတယ်ပြီးကြတော့တွက်လေးတွက်တယ်ပေါ့နော်သူကငယ်ကလေးကအဲ့လိုမျိုးသူရဲ့ဇယိုက်လက္ခဏာအဲ့လိုမျိုးဆိုတော့တခြားကလေးတွေနဲ့ရန်ဖြစ်တဲ့အချိန်မှာ तू ကပဲအနေရတယ်အနေရပြီးတော့တခြားကလေးတွေကို तू ကအဲ့လိုမျိုးရိတ်တာပေါ့နော်အဲ့ဒါလေးရှိတာဆိုတော့ထိုးလိုက်ရိတ်လိုက်လောက်တာဆိုတော့တခြားကလေးတွေကမခံနိုင်တော့ပြောကြတာပေါ့နော်အဖေအမေမရှိတဲ့ကောင်ကငါတို့ကိုရိုက်တယ်ဆိုပြီးတော့အဲ့လိုပြောတော့ကလေးဆိုတော့လေကလေးတဘာဝမခံနိုင်တော့ဘုရားမင်းသားကိုသွားမေးတာပေါ့အဲ့လိုပြောကြတယ်ပေါ့နော်သူ့ရဲ့ဖေမေကဘယ်သူတုံးလို့မေးတာဘုရားမင်းသားကပြောတာပေါ့အေးမင်းရဲ့ဖေကတော့ငါပေါ့ကွာမင်းကိုငါမွေးစားတာအမေကတော့မသိဘူးဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာဇီဝကလေးကအဲ့လိုပဲမှတ်ထားတာပေါ့နော်အဲ့လိုနဲ့သူ့ဘဝတစ်လျှောက်လုံးသူကြီးပြင်းလာတာပေါ့အဲ့အချိန်မှာအသက်16နှစ်ကိုရောက်တာပေါ့နော်တက်စစ်ချောင်းနှစ်ကိုရောက်တဲ့အချိန်မှာအဲ့ဒီခိတ်တုံးကဆိုလို့ရှိရင်မင်းသားတို့တက်တဲ့အထာရတစစ်ရှိဝဆိုတာရှိတယ်လေအဲ့ဒါတင်ဖို့အတွက်ဘုရားမင်းသားကသူ့ကိုရွေးချယ်ခိုင်းတယ်ပေါ့နော်ဘာကိုတင်မလဲပေါ့စိတ်ဝင်စားတဲ့ဟာကိုရွေးအဲ့အချိန်မှာဇီဝကကကြလို့ညသူကတစ်ဖက်သားတွေကိုအရင်ကိုကျင်နာရတဲ့စိတ်ရှိတယ်ပြီးကြတော့သူကစိတ်ကောင်းရှိတယ်ပေါ့နော်အဲ့ကြောင့်မို့သူကလှန်တက်ဓာတ်တက်ဘာတက်ညာတက်အဲ့တော့မရွေးချယ်ဘဲနဲ့သူကဆေးပညာကိုပဲရွေးချယ်လိုက်တာအချိန်မှာသူကဆေးပညာကိုသင်ဖို့အတွက်တက္ကသိုလ်ပြီးကိုသူသွားပြီးတော့9နှစ်လုံးသူကြိုးကြိုးဆဆနဲ့သင်တာပေါ့နော်မြန်မြန်လေးသင်တယ်မြန်မြန်လေးကြက်မှတ်တယ်ပေါ့နော်အဲ့လောက်ကိုသူများလိုဖိမသင်အများကြီးသင်တယ်ပြီးကြတော့အများကြီးသင်ပြီးတော့သူကမမေ့အောင်လေးသူကကြက်မှတ်တာပေါ့နော်အများကြီးသင်တယ်မမေ့အောင်လေးအများကြီးလေးသင်တယ်မမေ့အောင်လေးသူကြက်မှတ်တော့အဲ့လိုကြက်မှတ်ပြီးတော့သူကကျူးကျူးဆဆနဲ့ကိုတင်နေတာတင်ပေမဲ့9နှစ်တန်းပြည့်သွားတယ်စိပညာမပြီးဆုံးနိုင်ဘူးအဲ့ဒါမှသူ့ရဲ့ဆရာကိုတွားမိတာပေါ့နော်သူ့ဘာမခအဓိကဘာမခဆရာကြီးကိုတွားမိတာပါဆရာပေါ့နော်ဘယ်တော့ပြီးမှလဲပေါ့နော်ကျွန်တော်ဒီလောက်ကျူးကျူးဆဆတင်တာတော့ပေါ့နော်မပြီးဆုံးနိုင်ဘူးဆိုတော့အဲ့ခေတ်ကတည်းကပေါ့နော်သူဒီခက်လိုမျိုးခွေးစိတ်ဒါတွေဘာတွေကစာရခိတ်ကလေးကရှိတာပေါ့နော် MBBS ပေါ့နော်သူကsurgery တို့ဘာတွေလို့အဲ့လိုမျိုးပါတယ်ခိတ်ကလေးကတင်ပေးတာဇီဝကညာတက်တဲ့ဘဝဆိုလို့ချင်းမင်းကိုစမ်းသပ်မယ်ဆိုပြီးတော့ဆရာကကြားလို့ချင်းသူတဝင်းတစ်ချောင်းသွားယူဆိုပြီးတော့ဒီတက္ကသိုလ်ပြင်မှာရှိတဲ့တယူဇနာကွာဝေးမှာရှိတဲ့မြစ်ပင်ပေါင်းပွင့်တွေကိုမင်းလိုက်ရှာပေါ့နော်ဆေးဖို့လို့မရတဲ့အပင်ရှင်ငါစီကိုယူလာခဲ့ဆိုပြီးတော့အဲ့ချိန်မှာအဓိကဘာမောကဆရာကြီးကသူ့ကိုအဲ့လိုဟိုစမ်းသပ်တာပေါ့နော်ဟောက်စာချင်းဆင်းခိုင်းတာမဟုတ်ဘူးစေပညာရဆိုလို့ရှိရင်တော့ဇီဝကမင်းသားကနေပြီးတော့ရှာတဲ့အချိန်မှာဆ
ဆေးဖိုလို့မရတဲ့အပင်တစ်ပင်မှမတွေ့ခဲ့ဘူးပေါ့နော်အဲ့ချိန်မှာသူပြန်လာပြီးဆရာကြီးကိုသူပြောတာပေါ့နော်ဆရာပေါ့နော်ဒီနီးနားတစ်ဝိုက်မှာပေါ့နော်ဆေးဖိုလို့မရတဲ့အပင်တစ်ပင်မှမရှိဘူးဆိုမင်းတက်ပြီးမင်းပြန်လို့ရပြီမင်းကူးစားလို့ရပြီဆိုပြီးဆရာကြီးကသူ့ကိုလွှတ်လိုက်နေလေးပေးပြီးတော့လမ်းကူးလိုက်မှမင်းဟောက်စာချင်းဆင်းပြီးတော့မင်းကမှဆေးကူးပြီးတော့မင်းလမ်းဆေးကိုချပြီးတော့အဲ့လိုမျိုးသုံးဖို့အတွက်အဲ့မှာဇီဝကလေးကလေပြန်လာတော့သူလမ်းတစ်ဝက်လောက်မှာပဲသူ့ရဲ့ရိတ်ခါတွေအကုန်လုံးပြန့်သွားတော့သူကမှအဲ့မျိုးကကြလို့ရှိရင်ကြောင်မာယူဝိတခါတို့နေတဲ့မျိုးပေါ့နော်အဲ့ဒီမျိုးမှာတထိတ်ကတို့တယောက်ကအဲ့လိုမျိုးခေါင်းကိုက်ရိုးကဖြစ်နေတာနှစ်ရှိပြီတဲ့သမားတို့တွေနဲ့လေကူတာဆေးမတွေ့ဘူးပေါ့နော်ပြောတော့အဲ့မှာဆရာဇီဝကအဲ့မှာစုံစမ်းတော့ဒီမျိုးမှာပေါ့နော်ဆေးကူးရှင်တဲ့လူရှိလားလို့ယောဂါတွေဖြစ်နေတဲ့လူရှိလားသူဆေးကူးရှင်တယ်ပေါ့နော်ဆေးကူးပေးရှင်တယ်ဆိုပြီးတော့လည်းစုံစမ်းတဲ့အချိန်မှာတထိတ်ကတို့သွားတွေ့တဲ့အချိန်မှာပထမအချိန်မှာတထိတ်ကတို့ကလက်မခံဘူးပေါ့နော်ဒီလောက်သမားတော်ကြီးတွေကူးတာတော့မပြောက်တာဒီလိုငယ်ငယ်ဝေဝေကူးတဲ့ဟာပြောက်မှာမဟုတ်ဘူးနောက်ဆိုလို့ရှိရင်ဇီဝကမှတက်နေဆိုညှိတာပေါ့ခုခိုင်လဲလိုပဲလေကိုကရောင်းနေရောင်းဝေးပါဆိုတမျိုးရောင်းပါဆိုတမျိုးလေနော်အဲ့လိုဆရာဇီဝကလေးအဲ့လိုညှိပြီးတော့မှနောက်ဆုံးကြတော့ဘယ်လိုကိုက်သွားလဲဆိုလို့ရှိရင်ဟိုပါယောဂမပြောက်ရင်ကူးတပြားမှပေးစရာမလိုပါဘူးယောဂပြောက်ရင်တောင်မှပေါ့နော်စေတနာရှိသလားပဲပေးပါဆိုပြီးတော့အဲ့လိုမျိုးသူရတဲ့အနေထားနဲ့ကုတော့သူကမှထိုးပတ်လေးနည်းနည်းတောင်းပြီးတော့သူစေးနေရိုးဆက်ပြီးနှာခေါင်းကနေပြီးတော့ထိတော့တိုချုပ်ပြိုးရရင်တော့ပျောက်သွားတာပေါ့နော်ပျောက်သွားတော့အဲ့ကနေပြီးတော့သူကကျွန်2ယောက်ရေအဲ့ခိုင်တော့ကျွန်စနိုက်ရှိတာကိုကျွန်2ယောက်ရေရထားလုံးတစ်စီးရေပြီးကြတော့အသက်ပြား16000ရလာတာပေါ့အဲ့မှာရလာသူရစကုန်းကိုပြန်လာတာပေါ့သူရဘယ်ကမင်းသားရှိတယ်သူကျေးဇူးရှင်ရှိတဲ့နေရာပြန်လာပြီးတော့တိုရှုံပြောမယ်ဆိုလို့သူရဲ့ပြန်လာပြီးတော့သူပထမဆုံးရတဲ့မှာဆေးဖိုးဝါကဝဲမှာသူကျေးဇူးရှင်ကိုပေးတာပေါ့နော်အဲ့မှာဘေးကမင်းသားမယူပါဘူးမင်းပဲယူပါဆိုပြီးတော့သူပြန်ပေးပြီးတော့သူ့အိမ်မှာလေးသူကိုအဲ့လိုမျိုးခြံတစ်ခုပေးပြီးတော့အိမ်ဆောက်ပြီးတော့နေစေခဲ့တာပေါ့အဲ့ချိန်မှာဘေးကမင်းသားဒီရာဇဂိုပြေမှာအုပ်စိုးနေတဲ့ဗိုင်ပိတာရမင်းကြီးမှာလေးယောဂတစ်ခုဖြစ်တာပေါ့နော်ပကံဒိုနာဆိုတဲ့ယောဂတစ်ခုဖြစ်တော့အဲ့မှာဘေးကမင်းသားကိုအဲ့မှာမင်းကြီးကသမားတို့တယောက်ရှာခိုင်းတယ်အဲ့မှာဘေးကမင်းသားကမင်းကြီးကိုရှုပ်တာပေါ့နော်ဗိုင်ပိတာရမင်းကြီးဇီဝကလေးရှိပါတယ်သူကငယ်လေးပညာလေးတော်တယ်သူနဲ့ကူးကြည့်ပါလားဆိုပြီးတော့မှမင်းကြီးကဆိုလွတ်လိုက်ဆိုပြီးတော့ဇီဝကလေးကလည်းမတော့ကူတော့နည်းနည်းလေးပဲကူးလိုက်ရတယ်တစ်ခါပဲကူးလိုက်ရပျောက်သွားတဲ့အချိန်မှာတိုချုံပြရမယ်ဆိုလို့ရှိရင်ဗိုင်ပိတာရမင်းကြီးကလည်းအဲ့ကျမှဇီဝကကိုသူ့ရဲ့မောင်မမိတ်တန်ရွှေရ900တွေကိုနီလာခံကျင်းပမဲ့ပုံစံနဲ့ဝတ်စားဆင်ရင်စီပြီးတော့အဲ့မှာရှိတဲ့ရွှေတွေကိုပုံပြီးတော့ဇီဝကကိုပေးတယ်တဲ့အဲ့ချိန်မှာဆရာဇီဝကကတော့မယူပါဘူးလို့ပြောတာရှင်မင်းကျွန်တော်ရဲ့ကျေးဇူးကိုတိပါလို့ပြောတဲ့အချိန်မှာဘယင်ကြီးကလည်းအဲ့ဆိုလို့ရှိရင်ဇီဝကကိုဆိုပြီးတော့နန်းတဲ့သမားတို့ရာထူးကိုလည်းပေးတယ်မယူတဲ့အတွက်ကြောင့်ပေါ့နော်နန်းဒီရွှေငွေတွေကိုမယူတဲ့အတွက်ကြောင့်နန်းတဲ့သမားတို့ရာထူးကိုလည်းပေးတယ်ပြီးကြလို့ရှိရင်အသက်ပြားသသိန်းထွက်တဲ့ရွာတရွာကိုလည်းရွာစားအဖြစ်ပေးတယ်ပြီးကြလို့ရှိရင်ဇီဝကတရက်ဥယျာဉ်ဆိုတဲ့ဥယျာဉ်တစ်ခုကိုလည်းပေးတယ်ပြီးကြလို့ရှိရင်နန်းတွဲသမားတို့ဖြစ်တဲ့အတွက်ကြောင့်အဆောင်အယောင်နဲ့နန်းတွဲမှာပဲသူရောအိမ်တပြောင်မိတစ်ဆောင်နဲ့အဲ့လိုမျိုးပူဇော်ထားတယ်ပေါ့နော်ထားစီတယ်ပေါ့အဲ့ချိန်မှာအဲ့လိုမျိုးနဲ့နောက်တစ်ခါကြလို့ရှိရင်လည်းဒီသမားတို့ဖြစ်သွားတဲ့အတွက်ကြောင့်ရာဇကိုမှာတထေးတူကနေပြီးတော့ဘယင်ကြီးကိုရှောက်တာပေါ့နော်သူ့မှာလည်းခေါင်းခရိုးကဖြစ်နေတာ9နှစ်ချီပြီးမပြဘူးသမားတို့တွေနဲ့ကူတာဆင်မမီဝဲဇီဝကနဲ့ကူရှင်ပါတယ်ဆိုပြီးတော့မှမင်းကြီးကလည်းဇီဝကကိုလွတ်လိုက်တော့မှဇီဝကတထေးကြီးကိုမေးတာပေါ့နော်9လအိုင်နိုင်လားလို့မေးတာတဲ့မှာတထေးကြီးကလည်းဘာဖြစ်ဖြစ်အိုင်နိုင်ပါတယ်ဆိုပြီးတော့အဲ့ဆိုလို့ရှိရင်အဲ့မှာကုန်းကောင်းကိုခွေးပြီးတော့ကူးတက်လိုက်တာတဲ့ပိုး2ကောင်တွေ့တာပေါ့နော်တကောင်ကကြလို့ရှိရင်အုံနာကိုစားတာအကောင်ကြီးကဆိုလို့9ရက်ဆိုရင်အုံနာကကုန်သွားမှာပေါ့နော်အကောင်သေးရကြလို့ရှိရင်သူက9ရက်နေကုန်သွားမှာပေါ့အဲ့မှာပိုး2ကောင်ကိုထုတ်ပြီးတော့ပြန်ဆေးပြီးတော့ surgery လုပ်ပြီးတော့အဲ့မှာ6ချက်ပြီးတော့အဲ့မှာကောင်းပါပါဆိုလို့ရှိရင်မင်းကြီးတထေးကြီးကပြောတာပေါ့နော်ဆေးဘကုကေကောင်းလို့ရှိရင်သူကလေလူကိုယ်တိုင်လေးကြုံခံမယ်အကုန်လုံးရှိသမျှသိစင်ဥစ္စာတွေကိုလေပြပါမယ်ဆိုပြီးတော့အဲ့ဒီမှာဇီဝကကောင်းသွားတဲ့အချိန်မှာသူကမယူပါဘူးမင်းကြီး2သိန်းပဲပေးပါဆိုပြီးတပြန်2သိန်းပဲပေးပါဆိုပြီးတော့သူက2သိန်းပဲတောင်းနေတာ2သိန်းကကြာလို့ရှိရင်ဗိုင်ပိတာရမင်းကြီးရဲ့
ဗိုလ်မိတာရမင်းကြီးအတွက်တသိန်းနောက်တသိန်းကကြာလို့ရှိရင်သူ့အတွက်ပေါ့နော်အမှယူပြီးတော့ပြန်လာတယ်တဲ့နောက်တစ်ခုကကြာလို့ရှိရင်ဒီပြည်နိုင်ငံတစ်ခုကဘယင်တစ်ပါးကလည်းအဲ့လိုမျိုးယောဂဖြစ်တာပေါ့နော်သွေးအားနေတဲ့ယောဂဖြိုးတိုးတဲ့ယောဂအဲ့ဒီမင်းကြီးကစန္ဒပိစိုးတာမင်းကြီးတဲ့သူကဒါဒိုးသားကြီးတယ်ပေါ့နော်ထိုက်ကနေဆိုဒိုးသားကြီးတယ်ရာထူးလေးကြီးတယ်ဒိုးသားကြီးတဲ့မင်းကြီးပေါ့နော်အဲ့မှာအခုညီတော်တို့ဗိုလ်မိတာရမင်းကြီးကလည်းလွတ်ပြလိုက်တာပေါ့နော်ဇီဝကရောက်တော့စမ်းသပ်ကြည့်လိုက်တဲ့အချိန်မှာဆရာဇီဝကတိတယ်ပေါ့နော်ထိုးဘက်နဲ့ကူမရမှာဆိုတော့အဲ့မင်းကြီးရဲ့တမန်ကသူကကြလို့ရှိရင်ဟိုပါပေါ့နော်ကဲမီကမျိုးနေကနေဆင်းသက်လာတာတဲ့ကဲမီကမျိုးနေဆိုတာကကြလို့ရှိရင်ဒီလေးပါတောက်လိုက်ပါထိုးဘက်နဲ့မတိဘူးပေါ့နော်ကဲမီကောက်ဆိုတာကဲမီကောက်တွေပါတယ်ကြိုက်လို့ရှိရင်ကျမတို့ထိုးဘက်လိုင်းလို့ရှိရင်ပျောက်တယ်လို့အဲ့လိုပြောတယ်ကြားဖို့ပါတယ်အဲကြောင့်မို့ကဲမီကမျိုးနေဆိုတော့သူကထိုးဘက်နဲ့မတိတော့အမှဆရာစီဘကလည်းထိုးပန်းနဲ့ပြအောင်ဆိုပြီးတော့သူဆေးကိုပိုစိုက်ပြီးတော့ပေါ့နော်အမှဒီဆေးကိုမတိုက်ခင်တည်းကသူကမင်းကြီးစီမှာခွက်တောင်းတာပေါ့နော်တမားတို့ဆိုတာပေါ့နော်ညက်ခတ်ပေးတဲ့နေကြည့်ပြီးတော့ဆေးရှာထွက်ရတယ်ဖြစ်တဲ့အတွက်ကြောင့်ဟိုနန်းတွင်းကိုဝင်ခွက်ထွက်ခွက်ကိုသူ့ကိုပေးထားပါဆိုရချိန်မရှိတကားမရှိဓာတ်မရှိပေးထားပါဆိုပြီးခွက်တောင်းနေတယ်ပြီးကြတော့ဟိုအရန်ကိုမြန်ဆန်နဲ့ဟိုပါပေါ့နော်စင်တကောင်ကိုလေးပေးထားပါဆိုပြီးတော့တောင်းတာတဲ့မှာခွင့်ပြုလိုက်တာပေါ့ခွင့်ပြုထားတာမှာဆေးကိုလေးတိုက်ရောဆရာကြီးကလက်မှန်လို့တဲ့လက်တော့မှလေချင်တက်တဲ့အချိန်မှာအဲ့ဒီထိုးပတ်နှံကဘလို့မှမရှောင်နိုင်ဘူးလေနော်ထွက်လာမှာဒူရင်းသီးစားတဲ့လူတွေကြားလို့ရှိရင်လေချင်တက်ဒူရင်းသီးနဲ့ထိုးတယ်လို့အဲ့လိုမျိုးဒူရင်းသီးထိုးတယ်လို့ထိုးပတ်ကလည်းအဲ့လိုတက်လာတော့မင်းကြီးရမ်းစိတ်ဆိုးတာပေါ့နော်ဟာတားကိုရောက်มาတာပေါ့ဒီလောက်ထိဟိုနဲ့မတိပါဘူးဆိုမှငါသူ့ကိုမတိတ်သွားတယ်ဆိုပြီးတော့သူမင်းကြီးကမှချေးလျင်ကဆိုတဲ့ချင်းမြင်တို့တတ်မှုကမလွတ်လိုက်တာဘောနော်ဖမ်းဖို့အတွက်မဇီဝကလည်းမဖမ်းခင်ကကောက်မှားလိုက်သေးတယ်ပြင်ဆန်တာပြီးဆိုတာမင်းကြီးအဲ့ကောက်ကမင်းတတိနဲ့ထားဇီဝကတွေးတာဘာမှမစားနဲ့ဆိုပြီးအမှတော့မိတယ်တဲ့လမ်းကုလမှာမိတော့ဇီဝကမှထမင်းစားနေတာပေါ့ဆရာဇီဝကအမှဖမ်းတော့ဘိုင်းရမ်းစားနေဟိုအဲတိုက်နေတာပေါ့နော်ကောက်ကအမှန်ကြီးကအမှဆရာဇီဝကလည်းသူစားလို့ချမ်းတဲ့ဇီးပြူသီးလေးကိုနည်းနည်းဟိုဆေးတို့ပြီးတော့တိုက်ကောက်စားစေတာပေါ့ရေးလေးတောက်ခွန်းဒီမှာကောက်ကကြီးကလည်းဘာဖြစ်ပါဘူးလေဆိုစားလိုက်တော့ဝမ်းနေချုပ်ပါလေအဲ့အချိန်မှာဆရာစီကမေးတယ်ပေါ့နော်ဆရာပေါ့ကျွန်တော်ကဆင်ရောပြေပါမလားအသက်ရောအသက်အန္တရာယ်ရောစိုးရင်ရလားဆိုပြီးတော့လူမျိုးမေးတဲ့အချိန်မှာဘာမှမဖြစ်ဘူးမဲ့ဒီဆင်ဖြူတွေကိုပဲစီးပြီးတော့မဲ့ဒီဆင်ကိုစီးပြီးတော့ပဲသွားလဲဆိုပြီးတော့ပြန်လှည့်လဲမှာဆရာစီကလည်းရာဇကိုပြန်ရောက်တော့မမိတာမင်းသူ့ရဲ့မင်းကြီးကိုအကျိုးအကြောင်းပြောပြီးတော့မင်းကြီးကလည်းတိုတယ်မင်းမောင်ရင်မင်းအသက်ခံရမှာလားမသိဘူးဆိုပြီးတော့ဇီဝကကိုအမှစီးမွန်းလိုက်ကြပေါ့နော်အချိန်မှာအဲ့မှာဆန္ဒပြဆိုတော့မင်းကြီးကလည်းသူ့ယောဂပြောင်းတော့ဗိုင်မျိုးဟိုဇီဝကဟိုဘလို့ဆူရှာရှင်နေအဲ့ဒါကြွခဲ့ပါအောင်ဆိုပြီးတော့သူကဟိုဖိတ်လိုက်တာပဲမကြီးကဆရာကြီးကလည်းမသွားတော့ပါဘူးမင်းကြီးကျွန်တော်ရဲ့ချစ်သူကိုပဲတိပါဆိုပြီးတော့လို့ပြောပြီးတော့ဇီဝကမသွားတဲ့အတွက်ကြောင့်ဆန္ဒပြဆိုတော့မင်းကြီးကဆန်စီလှေး900နဲ့တိဝိတိုင်းပြည်ကရန်ကိုနှာမင်ကြီးတော့ဝတ်စုံတစုံပေါ့နော်မြေတားလက်ဆောင်အနေနဲ့ပေးလိုက်တာပဲဒီဝတ်စုံကိုကြားလို့ရှိရင်ရန်ကိုပဲခိုင်တုံးကရန်ကိုနှာမင်ကြီးတယ်ပေါ့နော်အဲဝတ်စုံကရန်ကိုတန်ဖိုးလေးရှိတယ်အဲ့ဒါကိုဆရာကြီးဘကတော့သူကဝတ်စုံကိုလက်ခံကြရပါတော့ဒါကတော့ဘုရားရှင်နဲ့ပေါ့နော်ဗိုလ်ပိတာရမင်းကြီးနဲ့ပဲတက်တိုတယ်ဆိုပြီးတော့နောက်ဆုံးမှာဘုရားရှင်ကိုလူမဲဆိုပြီးတော့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဘုရားရှင်တို့ကဗုဒ္ဓမြတ်စွာဘုရားတို့ကကြာလို့ချင်းပင်းတကူသင်္ကန်းကိုပဲဝတ်တာဒီပြင်လူတွေလူတဲ့အောင်မဝတ်သေးဘူးပေါ့နော်အချိန်မှာဆရာကြီးဘကရတောင်းဆိုချက်အနေနဲ့ဘုရားရှင်ကနေပြီးတော့ဒီတက္ကသိုလ်ကမတွေရဲ့လူတဲ့သင်္ကန်းတွေကိုဝတ်ဖို့အတွက်ခွဲပြုလိုက်တယ်ဆိုပြီးတော့အဲ့လိုရပါတယ်အရင်ကဆရာကြီးဘကဘုရားရှင်ကြီးမှာခွက်တောင်းတာပေါ့နော်အရှင်ဘုရားတပည့်တော်ကိုစုတစ်ခုပေးပါမယ်ဘုရားရှင်ကလည်းငါတို့ကစုမပေးတော့ဘူးပေါ့နော်စုပေးတဲ့လောက်ကိုမလုပ်ဟုတ်ပါဘူးဘုရားဒီအားအရှင်ဘုရားတို့နဲ့တက်တော်ပါတယ်ဆိုပြီးတော့တပည့်တော်ကိုယူလာတဲ့ဒီတီဗီတိုင်းပြည်ကဝတ်စုံပေါ့နော်ဘုရားရှင်ကိုလှူပါတယ်သင်္ကန်းအနေနဲ့ပြီးကြဒီတန်ဃာတော်တွေကိုလည်းပေါ့နော်တက္ကသိုလ်မတွေကလှူတဲ့သင်္ကန်းတွေကိုလက်ခံခွဲကိုပြပါဆိုပြီးတော့ဆရာကြီးဘကနေပြီးတော့တောင်းဆိုလို့ခုသင်္ကန်းတွေလှူခွဲရတာအဲ့ဒါဆရာကြီးဘကရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်ဆရာကြီးဘကဆိုလို့ရှိရင်ပေါ့နော်ဘာသာသာသနာအတွက်လေတစ်ဖက်တစ်လမ်းကရဟန်းတန်ဃာတွေရဲ့ကျမ်းမာရေးကိုကြည့်စူးစောင့်ရှောက်ပြီးတော့ဒီအမ်သင်္ကန်းတွေကိုလှူခွဲရအောင်တောင်းဆိုပေးခဲ့တယ်အရန်ကို
ကြည်ညိုရတဲ့နာမည်ကြီးတဲ့သမားတော်ကြီးတစ်ဦးဖြစ်ပါတယ်။ကဲဆရာဇီဝကရဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲ။အားလုံးဆရာဇီဝကရဲ့အကြောင်းကိုဘုဒ္ဓတအနေနဲ့မျှဝေပေးလိုက်ပါတယ်။အားလုံးကျန်းမာကြပါစေရှင်။ကျေးဇူးတင်ပါတယ်။